င်္ဂလာပါရှင်ကယ်ရီနေ့ကတော့မြေအလုပ်တွေလာပြီးပြပြပေးမှာဖြစ်ပါရှင်အလုပ်ကတော့အလုပ်မျိုးကြီးကလေးထိပ်ပေါ့နော်အလုပ်မျိုးရှိပါရှင်ကဲပထမအလုပ်ကတော့အလုပ်နဲ့ကလေးထိပ်ပါလာခါကတော့1400ကနေ16000နေရာကတော့ဆိုင်ပိုင်ပဲဆက်မှာရှိတယ်တထင်းမိသားစုကတော့4ယောက်ခွေးနှစ်ကောင်ရှိပါရှင်ကလေးတယောက်ရှိတယ်ကလေးကတော့3နှစ်နဲ့9နှစ်3နှစ်နဲ့9လရွယ်ပါရှင်ကလေးရဲ့ဝရဝစားတွေကိုလုပ်ပေးရတယ်နာရက်က4ရက်ရှိတယ်မနာဆိုဒီ900ပတ်ပေးရှင်နောက်တနေရာကတော့အလုံးနဲ့လူကိုကြည့်ပါလာစာကတော့12000ကနေ13000နေရာကတော့ဆူဆဝတ်ပဲချမှာရှိပါဆူဆဝတ်30နေ့ပဲချမှာရှိတယ်ရှင်တထေးမင်းစုကတော့2ယောက်ရှိပါတယ်ခွေး2ကောင်ရှိတယ်အဲ့ဒါကလူအို1ယောက်ရှိတယ်ရှင်လူအိုကတော့အသက်84ပေါ့နော်ကလောလိုင်းရှောက်လို့နိုင်တယ်အဲ့ဒါကလူကိုခေါ်နေပေးရပါဖြစ်ပါတယ်ရှင်လူကိုဟင်းချက်ချက်ကတော့ဝိုင်းပြီးလည်းလုပ်ပေးရတယ်နာရက်4ရက်ရှိတယ်မနာဆိုဒီ900ပတ်ပေးရရှင်နောက်တနေရာကတော့အလုံးနဲ့ခလေးဆိုင်ပါလာစာကတော့14000ကနေ16000ပေါ့နော်နေရာကတော့ပေါင်းနာပဲချက်မှရှိတယ်ရှင်တဖေးမိသားစုကတော့3ယောက်ပေါ့3ယောက်ပေါ့နော်နောက်ပြီးတော့ခလေးခလေးတယောက်ရှိတယ်ခလေးကတော့တနည်းရွယ်ပါရှင်ခလေးရဲ့ဝရဝစားတွေကိုလုပ်ပေးရတယ်နာရက်4ရက်ရှိတယ်ရှင်မနာဆိုဒီ900ပတ်ပေးပါနော်နောက်တနေရာကတော့အလုံးနဲ့ခလေးဆိုင်ပါရှင်လာစာကတော့14000ကနေ16000ပေါ့နော်နေရာကတော့ပထုံခါနီပဲချက်မှရှိတယ်တဖေးမိသားစုကတော့4ယောက်ကြောင်းတော့ရှိပါရှင်ကလေး2ယောက်ရှိတယ်ကလေးကတော့2နှစ်အရွယ်2နှစ်အရွယ်တယောက်ရှိတယ်9နှစ်အရွယ်တယောက်ရှိပါရှင်ကလေးရဲ့ဝရဝစားကိုလုပ်ပေးရတယ်ကလေးစားဖို့အတွက်ဟင်းနေပါတော့ချက်ပေးရပါရှင်စရိတ်ငိမ့်ပေါ့နော်နိုင်ရက်က4ရက်ရှိတယ်နောက်ဆိုဒီခ900ပတ်ပေးရရှင်နောက်တနေရာကတော့အလုံးနဲ့ခွေကြည့်ရမှာပေါ့နော်လာစာကတော့12000ကနေ13000ပေါ့နော်နေရာကတော့စမုပကံပဲချက်မှရှိတယ်အလောက်ကတော့စင်းတဲ့အချိန်ရှိတာပေါ့နော်အလောက်စင်းချိန်ကမနေ့9နာရီကနေညနေ9နာရီပေါ့နော်ဘယ်လိုပြောမလဲဆိုတော့တကယ်အဲ့တော့မဟုတ်ဘူးနော်အဲ့ဒီဗာလဲခွေးနေတဲ့နေရာပေါ့ခွေးဆေးခန်းလိုမျိုးပေါ့နော်အဲ့လိုမျိုးခွေးတွေရေပေးချရတယ်အဲ့ဒီခွေးနေတဲ့နေရာကိုတန်းစင်းလုပ်ပေးရတယ်နိုင်ရက်4ရက်ရှိတယ်ပေါ့နော်မနောက်ဆိုဒီခ900ပတ်ပေးရချက်နောက်တနေရာကတော့အလုံးနဲ့ခလေးထိုက်ပါလာစာကတော့14000ကနေ16000ပေါ့နော်နေရာကတော့ဟထနာကန်ပဲဆက်မှာရှိတယ်တကယ်ပြည်စုကတော့4ယောက်ရှိတယ်တလိပ်စာမရှိဘူးပေါ့နော်ခလေး2ယောက်ရှိတယ်ခလေးကတော့4နှစ်အရွယ်နဲ့10နှစ်အရွယ်ပါရှင်ခလေးရဲ့ဝရဝစားတွေကိုလုပ်ပေးရတယ်နိုင်ရက်4ရက်ရှိတယ်ရှင်မနာဆိုဒီခ900ပတ်ပေးပါနော်နောက်တနေရာကတော့အိုက်တန်းစင်းလုပ်ပါလာစာကတော့15000နေရာကတော့ဒေါ်ငွေမဲဆက်မှာရှိတယ်ရှင်တကယ်ပြည်စုကတော့4ယောက်ခွေးတစ်ကောင်ရှိတယ်ခွေးငါကောင်ရှိတယ်ကြောင်တစ်ကောင်ရှိပါရှင်အိုက်တန်းစင်းကိုလုပ်ပေးရတယ်ဟင်းနေပါချက်တက်တဲ့လူလည်းပြမယ်စရိတ်ငယ်ပေါ့နော်နိုင်ရက်က4ရက်ရှိတယ်မနာဆိုဒီခ900ပတ်ပေးရရှင်နောက်တနေရာကတော့တိုက်ခန်းတန်းစင်းပါရှင်လာစာကတော့1000နဲ့2000ပေါ့နော်နေရာကတော့စမုစုံခါမဲဆောင်စမုစုံခါမဲဆောင်ရှိတာပေါ့နော်အဲ့ဒါကအခါကတော့ငါထတိုက်ခန်းကတော့ငါထရှိတာပေါ့နော်အဲ့ဒီတိုက်ခန်းတော့တော့လုပ်ပေးရအောင်အဲ့ဒီစစ်မှာပဲပေါ့နော်တန်းစင်းကိုလုပ်ပေးရပါတယ်ရှင်ကြံတိုက်ရတယ်နောက်ပြီးတော့မှန်နေတော့ပါတယ်တော့အဲ့လိုမျိုးလုပ်ပေးရပါတယ်ရှင်စရိတ်ငယ်ပေါ့နော်နိုင်ရက်က4ရက်ရှိတယ်မနာဆိုဒီခ900ပတ်ပေးပါရှင်ကဲခုမိပြနေတဲ့လုပ်ကိုစိတ်ဝင်စားရဆိုရင်ချက်လိုက်စစ်စက်နေရောမှာလာစမလို့ရပါတယ်ရှင်